ဒါပါအခုကျွန်တော်ချိန်ရပေးထားတဲ့ recipe ချိုးစားလေးရတော့ကျွန်တော်တို့ strawberry muscade ပြုလုပ်ဖို့အတွက်ပေါ့နော် recipe ချိုးစားလေးကိုကျွန်တော်ရေးပြပေးထားခဲ့ပါတယ်နော်ဒီ strawberry muscade ရဲ့ပါဝင်ကစီ gram 4ချိန်လေးတွေကျွန်တော်ပြပေးမယ်နော်ကျွန်တော်တို့ strawberry juice ပေါ့နော် strawberry အသီးကျွန်တော်တို့125 gram ကျွန်တော်တို့ဂျလတင်းပေါင်လားကျွန်တော်တို့9ရွက်ဂျလတင်း9ရွက်ကျွန်တော်တို့ topping cream 150เนาะကျွန်တော်တို့ strawberry ရကာလာ flavor ပေါ့နော်ဒီအရောင်လေးပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ဟောပေါ့နော်5 gram လောက်တော့သုံးမယ်ကြာကျွန်တော်တို့ကျုပ်နှစ်3လုံးပေါ့နော်ပေါင်ကစီလေးတွေတိပြီးသွားပြီဆိုရင်ကျွန်တော်တို့ strawberry muscade အနည်းပြုလုပ်တဲ့အပိုင်းကိုဆက်သွားမယ်เนาะကျွန်တော်တို့ strawberry ကိုရင်ထည့်မယ်เนาะ strawberry ရဲ့ကျွန်တော်တို့တကြားရဲ့strawberry ရဲ့တကြားရဲ့ကိုကျွန်တော်တို့ရေဦးဆုံးပေါ့နော်ရေဦးစွာပေါ့နော်ရေဦးစွာပေါ့နော်ကျွန်တော်တို့ခြေရောအောင်ရင်ပုံပေးမယ်နော် strawberry ဒီလေးတွေလည်းခြေပြီးတော့ပေါ့နော်တကြားနဲ့ပေါ့နော်တရားနဲ့တသားနဲ့ဖြစ်ပြီးတော့လုံးခြေသွားတယ်ကျွန်တော်တို့ပွေပေးရမှာဖြစ်ပါတယ်နော် twist နဲ့မွေလို့လည်းရတယ်နော်ကျွန်တော်တို့ twist နဲ့မွေလည်းအဆင်ပြေရကြအဲ့တော့ကျွန်တော်တို့ခြေသွားတဲ့ဒီခြေပေးရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့လေရတော့ကျွန်တော်တို့ပုံပိတ်ပုံစံမျိုးသွားတယ်ဆိုတော့ကျွန်တော်တို့စက်နဲ့မချီတော့ဘူးเนาะလက်နဲ့ပဲကျွန်တော်တို့ကတော့ချီတာပေါ့เนาะတကယ်လို့လက်နဲ့မချီနိုင်တဲ့သူတွေလည်းစက်နဲ့ချီလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီလိုနည်းနည်းလေးချီသွားဆိုတဲ့အနေအထားလေးရောက်ရင်ကျွန်တော်တို့ကြက်ဥနှစ်ထည့်မယ်เนาะကြက်ဥနှစ်ထည့်မယ်တော့ကျွန်တော်တို့ကြက်ဥထည့်ပြီးတော့ကျွန်တော်တို့တရားနဲ့တသားနဲ့ထည့်သွားအောင်ပြန်ဝင်ပြီเนาะတရားနဲ့တသားလေးထည့်လာပြီဆိုရင်အခုကျွန်တော်တို့ topping ပေါ့နော်အဲ့ဒီကာလန် flavor လေးကျွန်တော်တို့5 gram ထည့်မယ်နော်ကျွန်တော်တို့5 gram ထည့်မယ်ကျွန်တော်တို့5 gram ထည့်မယ်5 gram ထည့်ပြီးသွားရင်ကျွန်တော်တို့ဆက်ပြီးတော့ပေါ့နော်ဝင်ပြီးမယ်နော်ဒီမှာနော်ကာလာလေးဒီမှာနော်လုံးဝတက်လာပြီကာလာလေးဒီလိုတက်လာရင်ကျွန်တော်တို့တရားနဲ့တသားလေးနေထားဖြစ်သွားရင်ကျွန်တော်တို့ topping cream ဝင်တော့မယ့်ဘိုင်းကိုဆက်သွားမယ်နော်ကိုကျွန်တော်တို့ topping ဝင်မဲ့ဘိုင်းကိုဆက်သွားမယ်เนาะဒီမှာเนาะကျွန်တော်တို့ topping cream ကိုကျွန်တော်တို့20တန်းနဲ့အနေထားပြီးပေါ့เนาะရမ်းမမွေပဲနဲ့ကျွန်တော်တို့ပွားရရှိအောင်တော့အနေထားလေးကိုကျွန်တော်တို့ဝင်ပေးမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ပွားလာပြီးတော့ပြင်သားလေးကြော့သွားတဲ့အနေထားလေးရအောင်ဒီကျွန်တော်တို့ဝင်ပေးထားမှာဖြစ်ပါတယ်เนาะဟိုနည်းနည်းလေးပွားလာတဲ့အနေထားလေးရအောင်ကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်เนาะပွားလိုက်ဆိုတဲ့အနေထားရောက်လာရင်တော့ကျွန်တော်တို့ဒီချက်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်2မိနစ်လောက်ထပ်ဝင်ပြီးရင်ဒီရုပ်လာလေးရတဲ့အနေထားလေးကိုကျွန်တော်ပြပေးမယ်နော်ဒီမှာတော့ကျွန်တော်တို့ဒီလိုအနေထားလေးရောက်လာပြီဆိုရင်ကျွန်တော်တို့ဆက်လေးပိတ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ခုဒီ topping cream နဲ့ပေါ့နော်ခုနကကျွန်တော်တို့ဝေထားတဲ့ strawberry အသီးလေးတွေနဲ့ရောင်းဝေမဲ့ဘိုင်းကိုဆက်သွားမယ်နော်အခုဆိုရင်ကျွန်တော်တို့ဒီမှာတော့ gelatin လေးကိုပေါ့နော်ကျွန်တော်တို့မီးပူပေးမဲ့ဘိုင်းကိုဆက်သွားမယ်ဒါတော့အခုကျွန်တော်တို့ gelatin လေးကိုထည့်ပြီးတော့ oven ထဲမှာပေါ့နော်အရေးကြော်သွားတဲ့အထိပူပေးမယ်နော်ဒါတော့ကျွန်တော်တို့ topping လေးကိုပေါ့နော်ကျွန်တော်တို့ခုနကတော့ကျွန်တော်မှွေထားတယ်ပေါ့နော်ဒီမှာ strawberry နှစ်လေးတွေကိုရောထည့်ပြီးတော့မှွေပေးမယ်နော်ဒါတော့ကျွန်တော်တို့ရောထည့်ပြီးတော့ကျွန်တော်တို့တရားနဲ့တသားလေးဖြတ်သွားတဲ့အနေအထားရောက်လာအောင်ကျွန်တော်တို့မှွေပေးရမှာဖြစ်ပါတယ်တော့အခုဆိုရင်ကျွန်တော်တို့ဝင်ပြီးမယ်เนาะတရားနဲ့တသားလေးဖြတ်သွားတယ်ဒီဟာလေးဖြတ်သွားအောင်ဝင်ပြီးမယ်เนาะခုနကဆက်ပြီးတော့တရားနဲ့တသားလေးဖြတ်သွားတယ်ဒီဟာလေးရောက်เนาะဒီမှာတော့ကျွန်တော်တို့ strawberry ဒီအဖက်လေးတွေကတော့ကျွန်တော်တို့မုံပုံလေးပေါ့เนาะထွက်လာပြီဆိုရင်ကျွန်တော်တို့ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာလုံးဝလာတယ်ပေါ့เนาะဒီမှာเนาะဒါတော့ကျွန်တော်တို့တရားနဲ့တသားလေးဖြတ်ပြီးတော့အလုံးနဲ့ဆက်သွားပြီးဒီလိုနေသားလေးရရိုက်ဆိုရင်ကျွန်တော်တို့ခု gelatin လေးကိုထုတ်တော့မဲ့ဘိုင်းဆက်သွားမယ်เนาะဒါတော့ကျွန်တော်တို့ gelatin လေးကိုပူပေးတာအကြီးပျော်သွားရင်เนาะပျော်သွားရင်ခက်တဲ့အတွက်ကျွန်တော်တို့ကိန်းနှစ်ထဲမှာထည့်ပြီးတော့ရောင်းမှုတော့မဲ့ဘိုင်းဆက်သွားမယ်เนาะဒါတော့ကျွန်တော်တို့ gelatin လေးကိုထည့်ပြီးတော့ရောင်းမှုမဲ့ဘိုင်းကိုဆက်သွားမယ်เนาะဒီမှာ gelatin လေးကိုထည့်ပြီးတော့ရောင်းမှုဒီကချက်ပါတယ်เนาะကျွန်တော်တို့တရားနဲ့တသားလေးဖြတ်သွားပြီဆိုတော့ဒီဟာလေးဖြတ်သွားအောင်เนาะကျွန်တော်တို့ဒီလိုလေးနဲ့
ပြတ်သွားပြီဆိုရင်ကျွန်တော်တို့ရှစ်လက်မဒီခုကျွန်တော်လောက်ပြပေးထားတဲ့အချိုးစားကတော့ရှစ်လက်မပေါ့နော်ကိတ်လုံးတစ်ချိုးစားဖြစ်ပါတယ်เนาะကျွန်တော်တို့ခုဒီကောင်ကိုပေါ့နော် mousse cake ခွက်ထဲမှာပေါ့နော်ကျွန်တော်တို့ကကိတ်သားခံပြီးတော့ပေါ့နော်ကိတ်သားခံပြီးတော့ပေါ့နော်ဟွာလုံးမဲ့ဘိုင်းကိုဆက်ပြပေးမယ်เนาะကိတ်သားခံပြီးတော့ကျွန်တော်တို့ mousse cake အနည်းထဲတော့မဲ့ဘိုင်းကိုဆက်သွားမယ်เนาะကိတ်သားလေးခံမယ်ကျွန်တော်တို့ please ကိတ်သားလေးတွေခံပြီးတော့ mousse cake ထဲမဲ့ဘိုင်းကိုဆက်သွားမယ်เนาะဒါတော့ကျွန်တော်တို့ mousse cake သားလုံးကိုပဲကျွန်တော်တို့ရိုက်ထားတဲ့ spat cake သားလေးဖြစ်ပါတယ်เนาะကျွန်တော်တို့ mousse cake ခွက်ထဲထည့်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဒီကိတ်သားနဲ့အပြည့်ပေါ့နော်ထည့်ပြီးတော့လုံးလို့အဆင်မပြေဘူးကြာအဲ့ဒါကြောင့်ကျွန်တော်တို့ကိတ်သားလေးကိုပေါ့နော်ဟွာလုပ်ပြီးတော့ကျွန်တော်တို့ဒီမှာအဝိုင်းလေးတွေဖောက်ပြီးတော့လှီးထုတ်ပြီးရခဲ့ပါတယ်เนาะအခုကျွန်တော်တို့ဒီလိုလေးလှီးထုတ်ပြီးသွားရင်အဲ့ဘေးသားလေးကိုထုတ်ပြီးတော့အလွာလေးတွေလှီးတော့မဲ့ဘိုင်းကိုဆက်သွားပြီเนาะဒီသားလေးကိုချွတ်တော့မှာဖြစ်ပါတယ်เนาะကျွန်တော်ဒီသားလေးကိုချွတ်လိုက်ပြီเนาะဒါကတော့ mousse cake သားလုပ်ဖို့အတွက် spat cake သားပေါ့เนาะကိတ်ကူလို့တော့ကျူလို့ပြထားတဲ့ spat ကိတ်သားပေါ့နော်သူ့ရဲ့ကိတ်သားကတော့ပဖွာလေးနဲ့ပေါ့နော်ကိတ်သားအဲ့လိုပုံစံအနေထားလေးဖြစ်ပါကျွန်တော်တို့ mousse ကိတ်သားတွေမှာပေါ့နော်ထည့်ပြီးတော့စားလို့အဆင်ပြေမှာဖြစ်ပါတယ်เนาะအခုကျွန်တော်တို့လီးရကတော့အဲ့တော့ကျွန်တော်တို့ကတော့ဟိုတဝက်ဒီခုလုံးကိုကျွန်တော်တို့တဝက်ပိုင်းချပြီးတော့ကျွန်တော်တို့ beef ကိတ်သားခံပြီးတော့ပေါ့နော် mousse ကိတ်နဲ့ထည့်မှာဖြစ်ပါတယ်เนาะဒီမှာကိတ်သားလေးကိုတော့ကျွန်တော်ကိတ်သားရိုက်လေးကိုတီးတက်ပြီးတော့ file လေးနဲ့တင်ပေးထားမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီလိုလေးလီးပြီးသွားပြီဆိုရင် mousse cake ခွက်လေးထဲမှာထည့်ရောမဲ့ဘိုင်းကိုဆက်သွားမယ်เนาะဒီမှာတော့ mousse cake ခွက်လေးတွေကိုကျွန်တော်တို့ထည့်ပေးမယ်เนาะဒီမှာတော့ဒါကတော့အောက်က beef cake သားပေါ့เนาะကျွန်တော်တို့မိုးလေးထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်ကနေပြီးတော့ကျွန်တော်တို့ mousse cake တစ်နှစ်လေးပေါ့เนาะလောင်းထည့်ပေးမယ်เนาะဒီမှာတော့ mousse cake နဲ့လေးလောင်းထည့်ပေးမယ်ဒီမှာတော့ကျွန်တော်တို့ mousse cake နဲ့လေးလောင်းထည့်ပေးလိုက်ပါပြီဒီမှာတော့လောင်းထည့်ပေးပြီเนาะနောက်ထပ်ပေးပြီးတော့ကျွန်တော်တို့ဘုဘဒီဘက်ကနေဒီကိုဒီဖြစ်သွားအောင်ပြည့်ပြရမှာဖြစ်ပါတယ်နော်ဘောကိတ်ဗီဒီယိုဖိုင်လေးပြတ်သွားဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အားလုံးကိုတောင်းပါပါတယ်နော်အခုကျွန်တော်တို့ဒီမှာနော် mousse cake လေးဒီမှာအောက်မှာတစ်ချက်ပြီးသွားရင်ကနေဒီလေးကိုပေါ့နော်ဒီလိုလေးပြည့်ပြီးသွားရင်အခုကျွန်တော်တို့နောက်တစ်ထပ်ပေါ့နော်ထပ်တော့မဲ့ဘိုင်းကိုဆက်သွားမယ်နော်ဒီမှာနော် mousse cake နောက်တစ်ထပ်ပေါ့နော်ကျွန်တော်တို့ထပ်တော့မဲ့ဘိုင်းဆက်သွားမယ်เนาะဒီမှာဟောလေကျွန်တော်တို့ mousse cake လေးကိုပြန်အုပ်ပေးမယ်เนาะခုကျွန်တော်တို့လောက်ပြပေးတဲ့ mousse cake ကတော့ strawberry mousse cake လေးပေါ့เนาะဒီ strawberry mousse cake လေးနဲ့ပတ်သက်ပြီးတော့သုံးရမယ့်ကုန်ရန်လေးတွေကိုကျွန်တော်ပြပေးမယ်เนาะဗီဒီယိုရိုက်ပြီးတော့နည်းနည်းလေးကိုကျွန်တော်တို့အရင်ကြည့်ပေးမယ်เนาะပြီးသွားရင်ကျွန်တော်တို့ဒီကောင်လေးကိုအခေကန်ထဲမှာ9နာရီပေါ့နော်ထားပေးရမှာဖြစ်ပါတယ်9နာရီထားပြီးတော့အပေါ်ကကျွန်တော်တို့ဂျယ်လီလောင်းမဲ့ဘိုင်းကိုကျွန်တော်နောက်ပြီးဖိုင်ကိုလည်းဆက်ပြပေးမှာဖြစ်ပါတယ်နော်ကိုကျွန်တော်တို့ဒီကောင်လေးကိုရတဲ့တည်းညီညွတ်ပြီးသွားရင်ကျွန်တော်တို့ဂျီကက်တစ်တာထဲမှာထည့်တော့မဲ့ဘိုင်းကိုဆက်သွားမယ်နော်ကျွန်တော်တို့တစ်ချက်နှစ်ချက်လောက်စောင့်နေမယ်စောင့်ပြီးတာတွေကိုထည့်တော့မဲ့ဘိုင်းဆက်သွားမယ်နော်ဒီမှာတော့ကျွန်တော်တို့ရေခဲတစ်တာအခေကန်ထဲမှာ9နာရီနဲ့ထားပေးရမှာဖြစ်ပါတယ်နော်9နာရီနဲ့ထားပြီးတော့ထွက်လာပြီးတော့အပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီလောင်းမဲ့ဘိုင်းကိုကျွန်တော်နောက်ပြီးဖိုင်ဒီပုံလေးဆက်ပြပေးမှာဖြစ်ပါတယ်နော်ဒီ mousse cake ပေါ်မှာပေါ့နော်အပေါ်ကနေကျွန်တော်တို့လုံးမဲ့ပေါ့နော်ဟိုဂျယ်လီသားလေးတွေကျွန်တော်တို့ရေ105 gram ကျွန်တော်တို့ strawberry color 5 gram ပေါ့နော်ကျွန်တော်တို့ gelatin အရွက်ကျွန်တော်တို့4ရွက်ကျွန်တော် gelatin အရွက်4ရွက်ပေါ့နော်ကျွန်တော်တို့အပေါ်ကနေဂျယ်လီသားလေးလုံးမဲ့ဘိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့သွားမယ်နော်ဒီမဲ့တော့ကျွန်တော်တို့ရေကိုပေါ့နော်ကျွန်တော်တို့ရေရဲကျွန်တော်တို့ကာလာလေးရေကိုပေါ့နော်ထည့်ပြီးတော့ကျွန်တော်တို့ oven ထဲမှာပူပေးထားမယ်နော်ကျွန်တော်တို့ရေလေးစူးလာပြီဆိုတော့မှကျွန်တော်တို့ gelatin လေးထည့်ပြီးတော့ jelly နှစ်လုံးတဲ့ဘိုင်းကိုဆက်သွားမယ်နော်ဒီမဲ့တော့ကျွန်တော်တို့ပူးလာပြီဆိုရင်ကျွန်တော်တို့ gelatin ရွက်လေးကို gelatin ရွက်လေးကိုထုတ်မယ်နော်ဒီမဲ့တော့ gelatin ရွက်လေးကိုထုတ်ပြီးတော့ကျွန်တော်တို့ခုနကပေါ့နော်အရေခေါ်ထားတဲ့ရေရဲကျွန်တော်တို့ဟွာရဲပေါ့နော်ထည့်ထားတဲ့ရေကိုထည့်မယ်နော်ထည့်ပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုအရေကျော်သွားအောင်ပေါ့နော်ကျွန်တော်တို့လုပ်ပေးရမှာဖြစ်ပါတယ်နော် gelatin ရွက်လေးဒီမှာတော့ကျွန်တော်တို့ gelatin လေးအရေကျော်သွားပြီဆိုရင်ကျွန်တော်တို့ခုပေါ့နော်ဟာကိတ်အပေါ်မှာပေါ့နော်လောင်းမဲ့ဘိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်နော်ဒီမှာတော့ကျွန်တော်တို့ဖေးတာထဲမှာပေါ့နော်ကျွန်တော်တို့9နာရီပေါ့နော်အေးခံထားတယ်ကျွန်တော်တို့လောက်တာတော့
strawberry muscat လေးပေါ့နော်ဒီအပေါ်မှာ gelatin လောင်းတဲ့ဘိုင်းကိုဆက်သွားမယ်နော်ကျွန်တော်တို့ strawberry ပေါ်မှာပေါ့နော်ကျွန်တော်တို့ jelly လေးလောင်းပေးမှဖြစ်ပါတယ်နော်ဒီမှာနော်ကျွန်တော်တို့ jelly လေးလောင်းလိုက်ပြီနော် jelly လေးလောင်းလိုက်ပါပြီကျွန်တော်တို့အညနဲ့ဒီအကြီးကျွန်တော်တို့ညှိပေးမယ်နော်ဟိုဘက်ဒီဘက်ရောက်သွားအောင်ပေါ့နော်ဒီ jelly သားလေးကျွန်တော်တို့ဒီလိုလေးရလာပြီဆိုရင်ကျွန်တော်မုံပုံလေးကိုပေါ့နော်မုံထွက်လာတဲ့ဘိုင်းကိုနောက်ပြီးတော့ဖိုင်တစ်ခုနဲ့ကျွန်တော်ဆက်ဆိုရင်ကျွန်တော်တို့ muscat လေးရပြီပေါ့နော် muscat လေးကိုကျွန်တော်တို့နိုင်ဝက်ပေါ့နော်ဒီအပေါ်ကနေ jelly လောင်းလို့ဒီမှာနော်လုံးဝအပတ်လေးတွေနဲ့လုံးဝလိုက်နော်နိုင်ဝက်ပေါ့နော်ထည့်ထားပေးရတာဖြစ်ပါတယ်နော်ဒီကောင်တို့ချက်တဲ့အပိုင်းလေးကိုကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပြရပြီမယ်နော်ဆက်ပြီးတော့နော်ကျွန်တော်တို့ muscat ဘေးလေးမှာပေါ့နော်ကျွန်တော်တို့ကတော့ gas မီးကမ်းမဝယ်ရသေးဘူးပေါ့နော် gas မီးလေးနဲ့ပန်းပြီးတော့ချုပ်မယ်ဆိုပိုးစင်ကြီးနော်ဟုတ်ကြည့်မယ်နော်ချွတ်တော်မဲ့ဘိုင်းကိုကျွန်တော်ဆက်ပြပေးမယ်နော်ဒီမှာနော်ဟိုကျွန်တော်တို့ဒီဘူးလေးပေါ့နော်ဘူးလေးလွယ်တယ်ဘူးလေးပေါ်မှာတင်မယ် muscat ခွက်လေးကိုကျွန်တော်တို့လက်လေးနဲ့နည်းနည်းလေးပေါ့နော်ညှောက်ပေးမယ်ညှောက်ပြီးရင်ကျွန်တော်တို့ muscat လေးကိုချုပ်မယ်နော်လုံးဝလာရင်နော်ဒီမှာတော့ muscat ရဲ့သားလေးကကျွန်တော်တို့တစ်ချက်ကျွန်တော်တို့ဒီမှာတော့အပေါ် jelly လေးကတစ်ချက်ပေါ့နော်ခုလိုမျိုးဆိုရင်ကျွန်တော်မုံထွက်လာရင်ကျွန်တော်မုံလေးကိုလှဆင်ပြီးတော့ဓာတ်ပုံရိုက်ကြပေးမှာဖြစ်ပါတယ်နော်